ကိုကျမတို့ရေကဲဗျာရှားပါလုံးနဲ့ဖြစ်တယ်ပြီးရင်ဈေးကြီးဆုံးဆိုတဲ့အထုပ်ဗျာနော်ဒီထဲမှာကျွန်တော်ရှားပါတီရှပ်တွေအများဆုံးထွက်တဲ့အထုပ်ပေါ့ဗျာနော်အဲ့ဒါလေးကိုဘာတွေပါမလဲဆိုတာတူတူရင်ခုန်သွားတဲ့ကိုရိုကြည့်ကြရအောင် review လေးလုပ်ပေးပါမယ်ခင်ဗျာကဲရင်ဆုံးဖောက်ပြီဗျာငါကိုတို့အတွက်စပြီကိုရိုဒီထုပ်ကြတော့အရန်မိုက်နေတော့ကျွန်တော်တို့ဟိုဝယ်ဖို့ရလဲမလွယ်ဘူးတို့လို့နော်အထက်ကထွက်တဲ့ပစ္စည်းတွေလည်းအရန်ကိုမိုက်ပါတယ်ခင်ဗျာပြောရမယ်ဆိုဒီထဲမှာဆိုလေးလံတဲလေးကိုအများကြီးပါတယ်နော်ကိုရိုအဲ့လိုမျိုးထွက်တဲ့အထုပ်ပါဗျာ share ကိုပါနော်ကဲကိုရိုရေအဲ့တော့ကျွန်တော်တို့ဟိုဖောက်ပြီးရဖွင့်ပြီးရနော်ဒီထက်ထဲရကိုရိုရှားပါထဲအများဆုံးထွက်တဲ့အထုပ်ဖြစ်တဲ့အတွက်ချစ်ကိုရိုရအောင်တော့ယူထားနေခြင်းတယ်ဗျာဘာတွေပါမလဲဆိုတော့ကိုရီကြည့်မယ်နော်အရင်ဆုံးထဲရအောင်အရန်မိုက်တယ်အမမက်ကီမောက်ဆိုလဲကိုရိုအတိကတက်ပေါ့နော်ဒီမှာဒီလိုတက်အမှန်နေနဲ့လာတဲ့ထုတ်ပါတက်မက်ကီမောက်ဆိုလဲအဲ့လိုမျိုးတွေလာမယ်ချစ်ကိုရိုရေဒါပါကြီးလေဩပြီးတော့ပြီဗာလဲမတယ်လီကာကိုရိုရေဂုရှိန်ဗျာမတယ်လီကာကိုမှုတက်ပုံစံမျိုးကြီးနဲ့လာတယ်အော်လောက်လိုက်တာမတယ်လီကာကြီးရှစ်ခိုရိုရေဂုရှိန်နော်အဲ့လိုမျိုး music တီးတွေအများကြီးထွက်တဲ့ထုတ်ဗျာအဲ့ထုတ်ကြီးကနော်အိုးရောချစ်ကိုရိုရေဟာရောမဒီမှာငါကိုရိုကြောပြင်းနောက်ပြင်းဝစ်ချင်တဲ့ကိုတွေဒီမှာကြည့်အပေါ်မပြောတော့ဘူးနော်အပေါ်မပြောတော့အဆုံးထိကြည့်ကြရအောင်ကို review လေးလည်းလုပ်ပေးမှဖြစ်တဲ့အတွက်အဆုံးထိကြည့်ရအောင်များကဲရောနောက်တစ်ခုပါလေဟာလေကိုရိုကျွန်ဟာလေးရအထွက်ကြည့်ကိုလည်းကြည့်လိုက်အောင်အထက်နေကတော့လုံးဝတက်တိုင်နေဘူးမိုက်နေရောနော်မိုက်နေရောဗျာအဲ့လိုမျိုးတွေလာမယ်ခင်ဗျဟိုဒါပါလေကိုရို mountain dew ပုံစံမျိုးမှာအရမ်းမိုက်တယ်ဗျာအဖိုင်းနော်အဖိုင်းလာမယ်ဗျာဒီလိုမျိုးတွေလာမယ်ကြည့်ကိုရိုရေကိုရှယ်ကျွန်တော်ဝင်လိုက်မယ်နော်ကိုရိုဒါလေလုံးဝကိုကြီးတို့ဒီမှာကြည့်လိုက်အောင်အိုးအဲ့လိုထွက်တဲ့တော့ကိုကြီးတို့ကျွန်တော်လည်းယာတော့ငါကိုလေးတွတ်ဆိုပြီးတော့နော်ကိုကြီးတို့ဖောက်ပေးတာဗျာလုံးလီကျွအမဟလာဒီမှာကိုကြီးတို့လာပြီအဲ့လိုတက်အမှန်နေတဲ့သွားမယ်နော်တက်အမှန်နေတဲ့သွားမယ်ချစ်ကိုကြီးတို့ရေရှယ်ပဲဗျာကိုကြီးတို့နော်ရှယ်ပဲအဖိုင်းလေဟာကိုကြီးတို့ရောက်ဒီမှာပြီကြောပြည့်နောက်ပြည့်အထည်တွေအများဆုံးထွက်ပါတယ်ကိုကြီးတို့နော်ကြောပြည့်နောက်ပြည့်မှာအဲ့လိုပုံစံမျိုးတွေအများဆုံးထွက်ပါမယ်ခင်ဗျမက်ကီမောက်ဆိုရင်လည်းကိုကြီးတို့ဒီမှာပါကျွန်တော်ပြမယ်ပုံမှန်ကျွန်တော်တို့ဂေရန်တက်တွေပါမဟုတ်တော့ဘူးเนาะသူ့မွေးရင်းတက်တွေနဲ့အဲ့လိုမျိုးလာပါမယ်ခင်ဗျကားတော့ကျွန်တော်မှုကြည့်မယ်เนาะကိုကြီးတို့မှုကြည့်မယ်ဗျာတို့လေးလာမယ်ဆိုတာကြည့်မယ်เนาะငါကိုတို့ share ကြည့်မယ်တာမယ်ဗျာเนาะလုံးဝ share လေးကြည့်လာမယ်ကြည့်လိုက်အောင်လုံးဝ good တွေအဲ့လိုမျိုးတွေလာပါမယ်ခင်ဗျာတပိုင်းလေးအိုး Rolling Stone ကိုတို့ music band ကြိုက်တဲ့ကိုတွေ Rolling Stone တွေပါမယ်ဗျာရော့ဒီမှာချစ်ကိုယူကြီးလှလိုက်တာဗျာရော့မို့တက်ကိုမှာအဲ့လိုမျိုးတွေတွားမယ်နော်အဲ့လိုမျိုးတွေတွားပါမယ်အဲ့လိုမျိုးတွေ့အိုး gas tank တော့လိုက်ဟုတ်တယ်နော် Gun Rose အဲ့လိုတွေလာမယ်ငါကိုယူကြီးတပိုင်းလေးလေIron Maiden လှလိုက်တာဗျာနော်အဲ့လိုမျိုးတွေလာမယ်ချစ်ကိုယူကြီးအဲ့လိုမျိုးတွေလာမယ်ရော့အမချစ်ကိုဘာရလုံးဝလန့်အဲ့လိုမျိုးကြီးတွေတွားမယ်ကိုကြီးတို့ရေဆွဲထားအိုးလောက်လိုက်ကြဗျာဒီလိုမျိုးတွေလည်းပါမယ်နော်ငါကိုကြီးတို့ကြိုက်တာတွေလားရွေးကြိုက်တာလားရွေးကြိုက်တာတေးတာကျွေးအိုးနှစ်ဖက်လက်ကိုတွားပြီအဲ့ဒါကြောင့်လို့ပြောတာကိုကြီးတို့တော့ကလုံးဝမိုက်စေရမယ်လို့အိုး kiss ကျွန်တော်ပြောတာနော်ကိုကြီးတို့ music တွေလုံးဝအလန်းတွေလာမယ်ကိုကြီးလုံးဝအလန်းတွေလာမယ်ဗျရော့အမဒီလိုမျိုးတွေလည်း sticker တွေလည်းလုံးဝ share good တွေပါပါမယ်ခင်ဗျာ share good တွေပါပါမယ်ခင်ဗျာရှယ်ဂုတ်တီပါပါမယ်။အိုးနောက်တစ်တာပါကြီးလေကိုကြီးတို့ kiss ဂုရှေးဗျာဂုရှေးအမရော့ကိုကြီးတို့ movie ကြီးတွေလည်းလာမယ်နော်ရှယ်ဆိုမှရှယ်လေဒီလို James Bond ကိုကြီးရေအနုမင်းလားရှယ်ပဲ James Bond လားအမပြီးတော့မှတေချာလေးကြည့်တော့မယ်နော်ကိုသာကိုကြီးတို့ထုတ်ဖော်နေဆိုဗီဒီယိုလေးအရန်ကြာသွားမှစိုးလို့ပါခင်ဗျာအရန်ကြာသွားမှစိုးလို့ရော့အမရှယ်ကြီးတွေဗျာအဲ့လိုမျိုးကြီးတွေလာပါမယ်နော်ကိုကြီးတို့အဲ့လိုမျိုးကြီးတွေလာပါမယ်ခင်ဗျာgood share တွေကိုဖြစ်နေရမယ်မာဘယ်ရောပါမယ်နော်မာဘယ်ကြိုက်တဲ့ကိုတွေဒီထဲမှာမာဘယ်လည်းပါမယ်ဗျရော့အမကာဝါဆာကီဆိုင်ကယ်ကိုတွေလုံးဝ good share ကာဝါဆာကီနော်လန်ထရက်ချန်ခတ်နေပြီရော့ဒါကြီးကတော့ဘာကြီးလဲကိုတွေအပြည့်ကြီးကြောအပြည့်ကြီးနဲ့သွားမယ်အဲ့လိုမျိုးတွေလာမယ်နော်ချစ်ကိုတို့အဲ့လိုမျိုးတွေလာမယ်ဘောမာလီတွေအဲ့လိုမျိုးတွေလာပါမယ်ချစ်ကိုတို့ရေ share လေးကြည့်လာမယ်ရော့ ACDC တွေပါထပ်ပေးမယ်ကို ACDC တွေပါထပ်ပေးမယ်ဗျဟုတ်ပါနော်လာလိုက်ကြဗျာကဲဒီလို share ထုတ်တွေကိုတို့လာမှာဖြစ်တဲ့တော့ငါကိုလေး live လုပ်နေကြတော့နော်လုံးဝလာရောက်အားပေးပါခင်ဗျာဒါကြီးကကိုတို့မြင်မြန်ရောင်းအောင်လာဖြစ်တဲ့အတွက်နော်ဒီထည့်ကြီးကြတော့မြင်မြန်လေးလက်ဦးလာမှရပါမယ်ချစ်ကိုတို့ဘယ်နေ့လွှင့်ပေးမယ်ဆိုတာကျွန်တော်တို့ပြောပေးပါမယ်ဗျာနော်လာကုန်1ရက်နေ့လွှင့်ပေးပါမယ်ခင်ဗျာကဲဘာလေးထွက်တယ်လဲဆိုတာနောက်ထပ်ထက်ကြည့်အောင်ဗျာကိုကြီး